လုံးဝထူတဲ့လုံးဆိုတယောက်နဲ့တယောက်ညီကူပဲခိုင်းရင်ပြသွားတဲ့စိတ်ဓာတ်မရှိဒီတော့လည်းပြောကြပါလေဒီလုပ်ကိုဘာကြောင့်လုပ်ကြအောင်ပြောပဲဆိုဒီအာကစားနဲ့အသက်မွေးဝမ်းကြောင်းပြုတ်နေတဲ့လူတယောက်မလို့ဒီလုပ်ကိုလှုပ်ဆောင်ရပါတော့ကျန်တဲ့ဆိုမှဒါလည်းအာကစားတည်းရပါပဲဆရာဦးမင်းကလည်းကောင်းတယ်တကယ်ပေါ့အရန်အလေးထားတယ်လေ့ကျင့်မှုပိုင်းမှာလည်းစင်ပြီးရုပ်တရက်ကြောင်းဆရာစင်ကြီးလည်းရန်ကောင်းတယ်စီကံလည်းရန်တက်ချက်တယ်ဟုတ်အဲ့ဒီကောင်အရေးကြီးဆုံးပဲဒါတာလေးဖယ်သွားတာအဲ့ဒီချိန်မှာမင်းကို6တက်လာတာတခုကလွယ်လို့ဒီဘက်လက်ကဘာလုံးလို့မရတော့အဲ့မှာပြောဖန်ဆွဲရုပ်ဆရာလည်းကျွန်တော်လည်းဘာသာချင်းကွဲပြင်မဲ့လဲနားလည်မှုပြည့်ရှိရဲ့ဟုတ်ဇက်ကိုဆွဲတာသူနဲ့ကျွန်တော်နဲ့ကနားလည်မှုကတအားမြင့်တယ်ဗျာကျွန်တော်တို့နှစ်ယောက်ကရှိတာမတူချင်းဟာရန်သူဖြစ်ချင်းလို့ကျွန်တော်တို့လုံးဝမမြင်ဘူးမတူချင်းတာသဘာဝပဲကျွန်တော်တယောက်တည်းတော့လူဟာတပြိုင်တည်းမှာစိတ်ကနှမျိုးဖြစ်တာရှိတယ်တယောက်တယောက်တူညီတာရှိမယ်မတူညီတာရှိမယ်ဆိုတော့အပြည့်အဝလက်ခံပေးနိုင်ရမယ်အခုဟိုဘက်နဲ့အနီတောင်းနေတဲ့ရှင်ထိုးနေတဲ့ကလေးတွေဟာအသေးလဲထိုးကြတယ်အောက်ရောက်လာလို့ရှိရင်သူတို့တယောက်တယောက်မုန်းနေတာမဟုတ်ဘူးနော်ဆရာသူ့အိမ်လိုက်ကိုထမင်းကျွေးကိုအိမ်လိုက်ထမင်းကျွေးတယောက်တယောက်ကူညီပေးဆိုတဲ့ဟာမျိုးလေးရှိကြတယ်ကျွန်တော်တို့အခုမြန်မာဒီရိုးရလက်ဝိတ်လောကထဲမှာမတူတဲ့လူတွေအများကြီးရှိရဆရာတယောက်တယောက်ထိုးနေကြတာဗျာကိုယ်ပြိုင်ထိုးတဲ့လူမရှိလို့ရှိရင်ကိုယ်ဘယ်လိုတိုးတက်မှာလဲအဲ့တော့ तू ကကိုယ့်အတွက်ကိုကူညီပေးနေတယ်ထောင်းတာကူညီပေးနေပါတနာဆိုတော့ခံယူချက်မျိုးထားနိုင်လို့ရှိရင်ဒီလောကတစ်ခုလုံး sectoral improvement ဖြစ်သွားပေါ့တော့ဘာလို့ကျွန်တော်ကယူသားတယ်ပြောကျွန်တော်ပွင့်လင်းပြတာယူသားတယ်ကျွန်တော်ဒါလို့လုပ်တယ်ဒါမလုပ်ဘူးကျွန်တော်ပွင့်လင်းပြောအဓိကယူသားမှုအဓိကလို့ထင်တယ်ယူသားမှုရှိရင်တူတူလက်တွေ့လို့ရတာပြီတော်ဖြူဖြူမဲမဲနေပေါ်ပါပဲဒီကယူသားမှုရှိရင်တော့သူယုံကြည်ကြမှာပဲလို့ကျွန်တော်ထင်ရတယ်波菜，然后就是。ဒီကျွန်တော်ကလေးတွေဆိုရင်ဒီကလေးတွေကသူတို့လာတဲ့ background မတူဘူးလူမျိုးမတူဘူးဘာသာမတူဘူးဒါပေမဲ့သူတို့ကတယောက်နဲ့တယောက် harmony ဖြစ်ပြီးတော့တယောက်နဲ့တယောက်နားလည်မှုရှိတဲ့အတွက်ကြောင့်ဒါလူကအလုပ်လုပ်လို့ရတယ်ပေါ့နော်အဓိကတော့နားလည်မှုပဲဆရာတရားတော့နားလည်မှုပဲတရားချစ်ချင်းမြတ်တာရှိဘူးဟုတ်ကဲ့ဟိုဒူးနဲ့လည်းထပ်လိုက်လို့ရတယ်